မင်္ဂလာပါ Kate Treasury Hub မှာကြိုဆိုပါရစေ။ကျွန်မတော့ Kate ပါ။ကျွန်မဒီနေ့ sharing လုပ်ချင်တာကတော့မြန်မာပြည်မှာရှိတဲ့ financial institution တွေကိုပြောပြမှာဖြစ်ပါတယ်။ financial institution ဆိုတာကတော့ကျမတို့ဘယ်လိုခေါ်လဲဆိုတော့ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများဖြစ်ပါတယ်။မြန်မာပြည်မှာဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများလို့ financial institution လို့စပြောလို့ရှိရင်ပထမဦးဆုံးမြင်ရမှာကတော့ banks တွေပဲဖြစ်ပါတယ်။ banks တွေနဲ့ဆိုလို့ရှိရင်ကျမတို့မြန်မာပြည်မှာ private bank လို့ပြောလို့ရတာပေါ့။ private bank လို့ခေါ်တဲ့ public bank တွေရှိတယ် state owned bank လို့ခေါ်တဲ့အစိုးရပိုင်တဲ့ bank တွေရှိပါမယ်။ပြီးတော့လို့ရှိရင်တော့ foreign bank branches တွေနဲ့ foreign bank subsidiary ဆိုပြီးတော့ foreign bank နိုင်ငံခြားဘဏ်တွေဘဏ်ခွဲတွေနိုင်ငံခြားဘဏ်ရဲ့ subsidiary ဆိုပြီးတော့ရှိပါမယ်။ဒါကတော့ financial institution လို့ပြောလို့ရှိရင်ပထမဦးဆုံးတွေ့မြင်ရမယ့်အရာပါ။နံပါတ်1အနေနဲ့ကတော့ non bank financial institution တွေပါ NBFI လို့ခေါ်ပါတယ်။ဒါတွေကတော့ဘာတွေလဲလို့ပြောလို့ရှိရင် finance company တွေ leasing company တွေနဲ့ credit company တွေပဲဖြစ်ပါတယ်။ဒါတွေကတော့ non bank financial institution တွေမှာပါဝင်နေတဲ့ FI တွေပဲဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ microfinance financial institution တွေပါ MFI လို့ခေါ်ပါတယ်။ဒါတွေကတော့တော်တော်များများနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးဖွဲ့စည်းတွေပဲဖြစ်ပါတယ်။နံပါတ်4ကတော့ financial institution တွေမှာမြန်မာပြည်မှာလည်းတော်တော်လေးကိုရေပန်းစားနေပြီဖြစ်တဲ့မြန်မာလူမျိုးတွေကိုယ်တွေအနေနဲ့လည်းကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်း family ဖြစ်နေပြီဖြစ်တဲ့ insurance company တွေပဲဖြစ်ပါတယ် insurance company တွေလို့ပြောလို့ရှိရင်တော့ကျမတို့မြန်မာပြည်အနေနဲ့တိုင်းတာမှာဆိုလို့ရှိရင်မြန်မာ insurance company တွေရှိသလို foreign insurance company တွေလည်းရှိပါတယ်သူတို့ကတော့ product တွေအနေနဲ့ life insurance တွေနဲ့ general insurance ဆိုပြီးတော့နှစ်မျိုးအခုချိန်မှာရောင်းချနေတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်ဒါတည်းလဲ one of the financial institution တွေမှာပါဝင်နေတာဖြစ်ပါတယ်နံပါတ်5ကတော့ security and capital market institution တွေပါဒါကတော့လူနည်းနည်းသိတာနည်းပါတယ်ဘာလို့လဲဆိုတော့မြန်မာပြည်မှာရှိတဲ့ stock exchange market ကနည်းငယ်သေးတဲ့ခါကြတော့ပေါ့နော်security market တွေကိုသိပြီးတော့မသိသေးတာလည်းပါပါတယ် security and capital institution ကတော့နံပါတ်5အနေနဲ့ရှိနေပါတယ်နံပါတ်5ဖြစ်တဲ့ security and capital institution မှာဘယ်လို company တွေပါဝင်မလဲဆိုလို့ရှိရင်တော့ broker တွေပါဝင်ပါမယ် security company တွေပါဝင်ပါမယ် investment advisory funds တွေပါဝင်မှာဖြစ်ပါတယ် payment and digital financial service ကတော့ financial institution ရဲ့နံပါတ်6နေရာမှာရှိနေတာပါဘာတွေပါဝင်မလဲဆိုလို့ရှိရင်တော့ mobile payment တွေပါမယ် digital wallet တွေပါမယ် payment service တွေကို support လုပ်တဲ့ service တွေပါပါမယ်ဒါလောက်ဆိုလို့ရှိရင်တော့မြန်မာပြည်မှာရှိနေတဲ့ financial institution တွေတဲ့အခါမှာအနေအချင်းကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်